မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကြိုတင်ခန့်မှန်းအရဧပြီလ17ရက်ည10နာရီခန့်မှာစစ်တွေအနောက်ဘက်130မိုင်ခန့်အထိရောက်လာနိုင်တာကြောင့်အဲ့ဒီလေဖိအားနည်းရပ်ဝန်းရဲ့ညာဘက်ကမြန်မာနိုင်ငံမှာနေရာအနှံ့မိုးရွာနိုင်နေရာကွက်ပြီးမိုးများနိုင်မဲ့အခြေအနေတွေတွေ့ရပါတယ်။ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာလေမိုးပြင်းထန်နိုင်ပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းကငလျင်တန်သင့်ဒေသတွေမှာတော့ဧပြီလ17ရက်ည10နာရီမှနောက်24နာရီအတွင်းမိုးများနိုင်ပါမယ်။ရွာသွန်းနိုင်တဲ့မိုးရေချိန်24နာရီအတွင်း60မီလီမီတာအထိရွာနိုင်ပါမယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်တွေမြောက်ဦးနဲ့မင်းပြဒေသတွေမှာလည်းဧပြီလ17ရက်ည10နာရီမှနောက်24နာရီအတွင်းမိုးများနိုင်ပါမယ်။ရွာသွန်းနိုင်တဲ့မိုးရေချိန်38မီလီမီတာအထိရွာနိုင်ပါမယ်။ကျန်ပြည်နယ်တိုင်းဒေသတွေမှာတော့မိုးနှင်းငယ်မှအသင့်အတင့်သာရွာနိုင်ကြောင်းခန့်မှန်းရပေမဲ့ရွေလျားဝင်ရောက်လာတဲ့မိုးတိမ်များလမ်းကြောင်းနဲ့ထပ်တူကြတိုက်ဆိုင်ရင်တော့နေရာကွက်ပြီးမိုးများနိုင်လေပြင်းကျနိုင်မဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။မကွေးတိုင်း6ခရိုင်မကွေးခရိုင်မင်းဘူးခရိုင်နေရာစိတ်မှကွက်ကြားမိုးအသင့်အတင့်ကြံခရိုင်နေရာအချို့ကွက်ကြားမိုးအနှဲငယ်ရှမ်းတောင်ရှိနေရာစိတ်မှကွက်ကြားမိုးအသင့်အတင့်မန္တလေးတိုင်းနှင့်နေပြည်တော်ခရိုင်အတွင်းနေရာအချို့ကွက်ကြားမိုးအနှဲငယ်မှမိုးအသင့်အတင့်ရှမ်းမြောက်နေရာအချို့ကွက်ကြားမိုးအနှဲငယ်မှမိုးအသင့်အတင့်တနင်္သာရီတိုင်းမြိတ်မြို့နယ်တနင်္သာရီမြို့နယ်မိုးတိမ်တောင်ဖြစ်ထွန်း၍နေရာစိတ်မှကွက်ကြားထစ်ချုံမိုးအသင့်အတင့်ထားဝယ်ခရိုင်ကွက်ကြားမိုးအနှဲငယ်မှမိုးအသင့်အတင့်ကြံခရိုင်နေရာအချို့ကွက်ကြားမိုးအနှဲငယ်မှအသင့်အတင့်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လှိုင်းအသင့်အတင့်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ10ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခန့်မှန်းချက်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်